Stamford Bridge မှာအိမ်မက်ဆိုးနဲ့ကြုံခဲ့ရတဲ့ Chelsea နဲ့ Forest တို့ရဲ့တမိုင်းဝင်အောင်ပွဲမနေ့ညကစားခဲ့တဲ့ Premier League ပွဲစဉ်မှာတော့ Chelsea အသင်းကသူတို့ရဲ့အိမ်ကွင်းမှာ Nottingham Forest ကိုမထင်မှတ်ဘဲနဲ့အရှုံးပေးလိုက်ရလို့ပရိသတ်တွေစိတ်ပြတ်ခဲ့ကြပါပြီ။ Forest အသင်းကတမ်းမစင်းရတဲ့အတွက်အစွမ်းကုန်ရုံးအားနဲ့အတူပွဲစားလုံး2မိနစ်မှနေမယ်။ဒါကိုအာဝနီရဲ့သွင်းဂိုးနဲ့ဦးဆောင်နိုင်ခဲ့တာပါ။ Chelsea တို့ခြေပါကိုရဖို့အသင်းတန်စူးစမ်းခဲ့ပေမဲ့ Fernandes ရဲ့ကန်ချက်ကဂိုးတိုင်ထိမှန်သွားခဲ့လို့ကန်ကီခဲ့ရသလိုပွဲကစားပုံကလည်းပဲအားရစရာသိပ်ပြီးတော့မရှိခဲ့ပါဘူး။ပွဲချိန်15မိနစ်မှာတော့ Chelsea နောက်ကန်လူ Malo Gusto ရဲ့အမှားကြောင့်မလို့ Forest တို့ပယ်နတီရရှိခဲ့ပြီးတော့ Igor Jesus က AAC အဆုံးသက်ကဒုတိယသွင်းကိုယူပေးနိုင်ခဲ့ပါသည်။ဒုတိယပိုင်းပွဲချိန်52မိနစ်မှာလည်းပဲတိုင်ဝအာဝနီကပဲသူ့ရဲ့ဒုတိယမြောက်ဂိုးကိုထပ်မံရယူပေးနိုင်ခဲ့တာကြောင့်မလို့ Chelsea အတွက်မျှော်လင့်ချက်တွေမှေးမှိန်သွားခဲ့ရပါတယ်။ပွဲပြီးကနေနာကျင်ချိန်မှာယာအိုဘတ်တိုကနောက်ပြန်ကန်ချက်နဲ့ Chelsea အတွက်ခြေပါကိုတကူပြန်လဲသွင်းပေးခဲ့ပေမဲ့အချိန်မမီတော့ပဲ Forest တို့ကနိုင်ပွဲကိုပဲအပိုင်ယူသွားနိုင်ခဲ့ပါတယ်။ဒီပွဲရလက်ကြောင့်မလို့ Chelsea အသင်းက1993နှစ်နောက်ပိုင်းမှာပထမဦးဆုံးအကြိမ်ဖြစ်6ပွဲဆက်တိုက်ရှုံးနေတဲ့မှတ်တမ်းစုနဲ့ရင်ဆိုင်လိုက်ရတာလည်းဖြစ်ပါတယ်။တပတ်မှလည်းပဲ Forest အသင်းအတွက်ဒီနိုင်ပွဲကတန်းစင်းစုံကနေပြီးတော့လွတ်မြောက်ဖို့အတွက်အားကိုးရာတစ်ခုဖြစ်လာခဲ့ပါတယ်။ Chelsea ရဲ့အခုလိုခြေစွမ်းပြည့်ရွေးနေမှုကပရိသတ်တွေကြားထဲမှာဝေဖန်စရာတွေအများကြီးဖြစ်လာစေသလိုအသင်းရဲ့အနာဂတ်အတွက်လည်းစိုးရိမ်စရာတွေဖြစ်နေပါတယ်။